မွေမျက်နှာများနော်အရေးကြီးချက်ဒီမှာကျမကြီးတို့တောက်ချင်လို့ဆိုလက်လီယာ12သိန်းမို့ဒါလက်ကားကဒါ18သိန်းဒါလက်လီယာလက်လီကြီးပဲကိုက12သိန်းဖို့ဝယ်သွားတာအကူတယောက်ကို4000ကျော်နဲ့စိတ်တခုထည့်ပေးလိုက်တယ်ဟုတ်လားမင်းရှင်းဘာလုပ်နေအောင်ပြောဟာချစ်ဟိုသမီး comment လေးဖတ်ပြချင်လို့ချစ်ဘာမှန်းလားအချစ်ကိုတယောက်ကမှန်ထားရပေါ့သူကဗါတဲ့အသေးစီဖုံးလို့တဲ့ပြရဘူးတဲ့အဆိုင်တန်ရန်လဲရောင်ဘူးတဲ့ဘိုင်လဲအောက်တက်တယ်တဲ့စီအမြဲဆောင်ထားရတယ်တဲ့အရင်ကတော့အရက်တောက်တယ်တဲ့အခုတော့ဖြတ်လိုက်ပြီတဲ့ဆက်လိုက်လဲအရင်အရန်တောက်တယ်ခွန်လဲအရန်စားတယ်အခုတော့နှစ်ခုစလုံးဖြတ်လိုက်ပြီသိပြီကွန်မန့်အများကြီးမှန်တာလေကား3လေးစင်းစင်းရင်လဲမောတယ်အဓိကတော့အမောမခံနိုင်တာဆိုပြီးတော့နောက်ထပ်ကွန်မန့်အဆက်လည်းရှိတယ်အဲ့ကွန်မန့်မိတယ်သူ့ကိုပြန်ဖို့ကွာဟောပါလေမပြန်ဖြစ်နေတာအဲ့တော့တောင်းမှန်ပါတယ်ကိုကြီးလောလောဆယ်ဒီမှာဒါရှင်မမနဲ့ပြန်ပို့ရမှာတကယ်တတုတ်ထော်ပါပြီတကယ်နေကင်း7နာရီဆိုရင်တတုတ်ထုတ်တယ်အများကြီးပေါ့နော်အခုဒါမနဲ့ပြန်ပို့ရမှာလက်လီရောလက်ကားရောအဲ့တော့အဓိကဟုတ်တယ်ဆေးလိတ်ကွန်းအရက်ကအမျိုးသားတွေကျမ်းမှာအရင်နဲ့စီတာမှန်မယ်အဓိကဖတ်တီးလေပါမနေ့ကလည်းပြောခဲ့တယ်အသေးနဲ့စီဖုန်းနဲ့ပတ်သက်ပြီးတော့အသေးစီဖုန်းရင်ဒီကောင်ကိုဒိုး6လပြည့်အောင်တောက်ပါပြောက်တောက်တာနဲ့ကိုတီးရတာကိုဖတ်တီးလေပါရော့သွားဖို့အာမခံတယ်6လပြည့်အောင်တော့အသေးဒိုးက6လပေါ့တမင်ဖေအသေးဒိုးက6လဆိုတော့လေ6လပြည့်အောင်တောက်ပါနေကျမအချစ်ကလေးတွေအဲ့တော့ခုနကပေါ့နော်အဲ့တော့အသေးစီဖုံးနဲ့မောမခံနိုင်ဘူးဆိုရင်အဲ့ဒီဟာအစီဖုံးတာကိုကိုတွင်းသွေးတွင်းအစီကြအောင်လို့ဒီလိုအသေး supplement တော့နောက်တစ်ခုမျိုးသားကျန်းမာရေးနဲ့ပတ်သက်ရင်တော့အသက်အရွယ်တခြားလေးပြပြပေးတယ် CPO လာတယ်ဆိုရင်တော့ဒီဟာလေးတွေနဲ့လိုအပ်တာလေးထပ်တွဲပေးလို့ရတာပေါ့နော်ဒီဟာကကိုတယောက်ကဆို12သိန်းဖို့သူ့ဝယ်သွားတာအလက်လီဝယ်တာဆရာလက်ကားပြတော့12သိန်းဖို့ကိုယ်တိုင်တောက်ဖို့အဲ့တော့ကိုနေ့ကဆိုလည်းစုံတွဲသူတို့လင်မယားနှစ်ယောက်တော့မလာနိုင်တော့ဒီချက်ဒီမြောက်ပြရနန်းလေးပြရပဲဒါပေမဲ့6သိန်းဖို့တောင်ဝယ်သွားတယ်တောက်ပြီးတော့အဲ့အဆင်ပြေတယ်လင်ရောအောင်အောင်မသမီးရောမတော်နှစ်ယောက်တော့အဆင်ပြေကြတဲ့အတွက်ထပ်ပြီးတော့ချက်နောက်လိုက်ကြရင်လည်းအတိုင်းမှာမယ်အဲ့တော့ဆိုတော့ဒီနာကဒီချက်ကပထမလာပါလေဈေးလေးဖြစ်တယ်လို့မတောက်လိုက်နဲ့ပထမလာမှာတစ်ချောင်းကောင်းကောင်းတောက်နောက်ဒုတိယလာတတိယလာမှာရှော့လို့ရတယ်ပထမလာမှာရင်က3သိန်း4သိန်းပေါ့အဲ့ပတ်ချလေးလောက်က supplement လည်းဈေးကြီးတယ်ဒီချက်တော့တဘူးက3သိန်းပတ်ချလည်း3သိန်းကျော်ရဲဆိုင်3သိန်းကျော်တယ်လို့ပြောလို့ရတယ်ဒီစီတော်တော်များများလေအဲ့တော့အနည်းဆုံး3လောက်တော့အနည်းဆုံးတွဲပေးတာကိုတောက်လိုက်တယ်ဆိုရင်တိတိကျကျကိုကအဲ့တော့လာမှာရလိုက်ရတယ်အဲ့တော့မဆိုးမပို့လေးလည်းမလုံးနဲ့ပထမတစ်လားမှာလည်းကိုကအရင်ဆုံးရလိုက်ရအောင်တောက်ပါလို့ပဲအကြံပေးခြင်းနဲ့တခါလေးရှောင်တဲ့အပိုင်းတွေကရတယ်ဒါပေမဲ့ထိန်းသိမ်းပြုပြင်တဲ့အပိုင်းတွေလည်းလောက်ရတာပေါ့နော်စေးမကောက်ဖဲနဲ့ automatic ပြန်သက်တာတဲ့နီးကအစားအသောက်ရှောင်ရတယ်တော်တော်လေးဆင်ကျင်ရတယ်လေ့ကျင့်ခန်းလုပ်ရတယ်ဒါတော့မှ supplement ရဲ့အကူအညီကယူရသေးရပေါ့နော်တော့ခဏကမှအသက်စီဖုံးနေတော့မဖြစ်မနေကဖတီးလေပါကိုရှော့ဖို့ကအတောက်အစားအရက်ဘီယာဆီလီကွန်အကုန်ရှော့ရတယ်ပေါ့နော်ဒီချက်တော့ဒါလေးကိုတော့ဝန်ပေးတယ်ဒီချက်ကိုလည်းတောက်နေတာဒီချက်ကိုလည်းဖတီးလေပါမြင့်တဲ့ထဲမှာပါတယ်ပေါ့ level တော့ထဲမှာပါတော့ရှော့နေတာပေါ့တိုင်းကြီးတော့ကျမ်းမာနေတယ်လို့ပဲကိုလည်းအမောမခံနိုင်တဲ့ထဲမှာပါပါတယ်လို့ကျေးဇူးတင်ပါတယ် supplement အကူအညီယူနေဆိုတော့မန်လေးမြို့မှာဆေးဝါး supplement နဲ့ပတ်သက်ရင်အစုံရှိပါ